walk မှာလမ်းလာလျှောက်တာအဲ့ဒါကသူကဒီဟိုရဲ့ညစ်တစ်လျှောက်ကိုရှောက်အောင်မှာ very simple ညစ်တစ်လျှောက်ရှောက်ပြီးရဲ့ခါကျအဆုံးရောက်လို့ရှင်ပြန်လှည့်လာရောမယ်ညစ်ဆိုတာဒါပဲညစ်ဆိုတာပဲမတိချာသူကားတဲ့ဟိုအားတဲ့တကြောင်ကို2 hours တဲ့ဟိုအဖိုးကြီးကတမမအဖိုးကြီးကပြောတာဆိုကိုင်းနဲ့ rate to do တော့ပဲအဲ့တော့2 hours ဆိုတော့သွားပြန်ဆိုလို့ရှိရင်2နာရီကြာမယ်အတွန်းတက်ချင်လို့ရှိရင်ဟိုနာတောင်ကုန်းပေါ်ကိုအသွားအတက်အဆင်း2နာရီနဲ့တက်လို့ရတယ်တောင်ကုန်းပေါ်အဲ့ဒါတော့ view တောင်တက်တယ်ဆိုတဲ့ဟာဖြစ်မှာပေါ့နော်အဲ့တော့စုစုပေါင်း4 to 5 hours walkတကယ်လာတာဟာဒီနေရာဟမ်ဘာဖြစ်ကြလဲဟာဒီ activity လုပ်မယ်နော်ဘယ်မှာမတက်တော့တက်ပဲခေါင်းမှာတက်တာဘယ်ဘက်ကတက်ထားတယ်ကြီးကမပါလို့အားကြောင့်ညာဘက်ကိုပြောတက်မှုဆိုညာဘက်ကအိတ်ထွက်ပြီးတက်မှာရမယ်ပြန်လာရောက်သွားပြန်လာဒီဘက်ပြန်လာ no go go ဗလာနဲ့Así está. No worries, thank you. Lama lama lama. Sao hôm nay đi bắt cú này à bà bia? Chắc đó này bây giờ hôm bắt cú ra bà bia. À thì lấy xí vào đây bia. Bây giờ thì lấy xí vào đây bia đi bắt mà. Ta pasiku ni babi. Pasiku ni video mà pa ra khana. Ini 3 tha. 6 này này. Ini तो 6 တစ်ဖက်ကိုအင်ချဟုတ်ပြီ။မနေ့ပြန်မရက်ပေးလာမယ်။
မနေ့ခဏနေကိုလာခဲ့မယ်ခဏလေးလာခဲ့မယ်ငါနင်းကိုဒီဘက်ကပြန်ပေးရမလားဟုတ်ပြီဒီဘက်ကရိုက်ပေးမယ်လားခဏလေးခဏလေးအစင်းနေမှာ တောက်ပြီးမယ် Yeah, okay, but not fair. Yeah. ဒီနေ့တက်လို့ရတယ် ရိုက်ထားတယ် လက်ကော ဓာတ်ပုံနဲ့ ရခင်းမော်သွားလားဟိုဘက်ကမြက်ကိုသွားလားအဲ့လိုမချော်တော့တက်တော့ plus နဲ့နေရပဲအစိမ်းကြောင်းမှာ ဘာလဲစီပါလား ဆောရမသိဘူးလားတရားနဲ့အဝေးနေတယ်ဒီပေါ် Facebook တရားတက်ထူးနိုင် page မှာတွဲပြီးတော့တရားမှာတက်လိုက်တော့ပေါ့လေအသေးပုံပုံကြီး တက်သွားတော့ဟုတ်နေတာ တက်တော့ခက်တယ် တက်သွားခက်တက်တယ်အခုဒီလိုဖြစ်နေတက်နေ မဒီစေးရပြီ အရှင်ကလည်းဆင်းနေ အရှင်ကမနဲ့ဆင်းမယ်နေရင်ဆင်းနေဟာဒီဘက်ကနည်းနည်းရိုက်လိုက်အောင်ပါ အဲ့ရရတော့ ဟောအမြင့်ကြီးပဲဟုတ်ပါဒါ very steep and very high it's beautiful look at those trees oh my god it's so amazing trees okay ပြန်ဆင်းမယ်ဆိုဒီဘက်ပြန်ဆင်းမယ်ဆိုလို့ရှိရင်ဆင်းပြီကွာကြောက်အမကြည့်ကြအမအေးချော်ရဲတော့ပေါ့အိုက်တယ်ချွတ်တော့မလို့ချွတ်ရင်အိတ်ကက်ထဲစရာမရှိတော့ဘူးအဲ့ဒါကြောင့်လို့ရတဲ့ထဲလို့ရတယ်စမ်းနေစမ်းနေဟုတ်တယ်အကြီးကြီးတယ်
ငါရိုက်ပေးမယ်လားလာနေလက်ဆော့ကျင်လားဆော့လား တော့ခုံခုံခုံ ထိုင်နေတဲ့ခုံကထက်တယ် ဘယ်ကြပြီခုံမဝိုင်းတယ်ပေါ်လိုက်ခေါမနှွေးခေါမနှွေးလား ရိုက်တယ်လေ ကလာမရလားအဲ့ဒါမှမရ အော်โอเคအော်ဒီကိုင်တော့ကိုင်ထားတော့လက်မလွတ်နဲ့တကိုင်းကျိုးကြမယ်နော်ဒီအကြီးသားတိတ်မလုံးနဲ့ကြောက်ကဟာမကျိုးတော့ဘူးဒီပေါ်ဒါတွေကကျိုးနိုင်တယ်ပိုရီရှိရဲ့သတိထား အဲ့ကိုစားလို့ရလား မရဘူးမလို့အဲ့မို့ဆိုင်သေးမှာ ပြောရမှာကိုယ်လာခိုင်းတယ်ဟုတ်လား ကဲမနေလာမနေတော့ဒီမှာဗီဒီယိုထောက်ထားတယ် ဒီကဘယ်လဲ အဲ့ဒါလေဗီဒီယိုထောက်နေတယ်ဒီဘက်မှာ ထောက်တယ် ပြုတ်ကြမယ်နော် ဟုတ်လား ပြုတ်ကြမယ်နော်ပြုတ်ကြမယ်နော် Something business here. ဟာတကယ်ကြိုက်သွားဒီနားမှာစူးကနေပဲဒီကအဲ့ဒါပြင်လာ ပြုတ်ကြမယ်နော်ပြုတ်ကြမယ်နော်အဲ့ဖုန်းကြီးနဲ့အဲ့လိုမျိုးလုံးမနေနဲ့ငါပြောတယ်ဖုန်းမှာပြုတ်ကြအောင်တခါလဲ ဘုန်းကြီးကဘာလို့မလို့ I suggest I'll send you my chat balance လုပ်ရပါတယ်ခင်ဗျခုလို balance လုပ်ပြီးတော့မှလမ်းလျှောက်ရတာဟောခင်ဗျပြုတ်ကြလို့တော့မှုတွေအများကြီးရှိပါတယ်ခင်ဗျရေထဲကိုကျသွားနိုင်ပါတယ်ခင်ဗျ Okay နော် Let's go ဘယ်အောင်ရိုက်ပေးရမှာလဲပြော ရမယ်ဟုတ် Don't touch this one. And then I need to make that top. The boots are really good. But how?
ကြောက်တုံးကြီးကအချက်လက်ကြီးထောင်းထူးဆန်းဘလို့ဖြစ်နေလဲကြောက်တုံးကြီးဒီဘက်ကကြည့်ရင်ကျတော့တောင်ကြီးတို့ဒါပေမဲ့နောက်ကကြည့်ရကျတော့အချက်လိုက်ကြီးပြအဲ့ဘလို့ဖြစ်အဲ့လိုအပြားလိုက်ကြီးပြင်းရွယ်အောက်မှာဆန်းကြောင်ရှိအောက်မှာဆန်းကြောင်ကလေး哎，辣的，你看 ，nice view。cave ကြီး cave တော့မဟုတ်ဘူးကျွန်တော်လိုမျိုးဖြစ်နေလူနေတဲ့နေရာလိုမျိုးကြီးပဲ I don't know why cave ကြီးလို့ဘာလို့ငါဒီနားမှာရက်နေရလဲဘာလို့ငါဒီနားမှာရက်နေရခေတ်ကျော်ဝင်တော့ဟောခေတ်ကတော့အသေးလေးပါပဲခေတ်အကြီးမဟုတ်ဘူးဒလိုင်းလေးပဲခေတ်လို့ပြောလို့မရဘူးဟုတ်လားဟေးဘာစီဆောင်ရနေချောတယ်မကြီး ဟော backstage လာ backstage ဘာစီကူဘာလို့လဲကျန်ဟောကူတာ ဒါကြီးအကြီးပဲဒီကလိုင်းကြီးအကြီးပဲ ဘူးနှစ်ပေါက်ဟုတ်လား ဟမ် ကောင်းတယ်ဘူးနှစ်ပေါက်ဒီကောက်ပါလေဟာဒီပဲဘလောက်ထိကြီးလဲဆိုတာချိန်ပြမယ်ဒီဟာကြီးပါရစေလူနဲ့ရှင်ပြတော့ကြီးမှန်းသိတာဒါလက်ကြီးမှာလှဆုံးမြင်ရတဲ့နေရာနေရာလေး
ကန်လေးနဲ့မိုက်စမ်းကြောင်းလေးရတယ်ဒီသွားပြီးတော့ဘိုးဘက်ဆက်သွားမှလမ်းကလေးနဲ့အဲဒီရှောက်ခဲ့တာခုဒီပြန်ရောက်လာကားပါကင်းနဲ့အနည်းဆုံးလေးရလာ stepping stone ဟိုနောက်မှာရှိနေမှာရှိရယ်ဘောနော်တကယ်ရေရှိရေသွားဆန်းကြောင်းလိုပဲစီးတယ်ကင်မရာမှာမြင်ရတယ်မြင်ရဒီရေရှိရလာတယ်ဆိုအဲ့ဒီကဒီကြားထဲကနေဆင်းလာအဲ့ဒီကနေဆင်းလာပြီးတော့တောင်ကြရီခေါ်တာ I don't know ဘယ်လိုစီးပြီးတော့စီးကြလာမှာဆိုရင်လည်းဖိုက်တယ်ပါလိမ့်မယ် တော့ခေးနေရရှိတယ်တော့တော့How long? Don't want that. Okay ဘာပြောမှလဲပြော ဘာပြောလဲ it's so peaceful ရန်ကို peaceful ဖြစ်တယ်လွယ်လည်းမရှိဘူးဘဲရှိရယ်အချောက်လေးရှိရယ်တားဖယ်ဘက်မှာဆိုအချောက်ကြီးတယောက်ရှိရယ်အဲ့ဒါပဲကိုပြပြောဒီ5-10 km မပြည့်ဘူးရှောက်ရတဲ့ခီးရတော့နည်းနည်းနေတယ်ဒါပေမဲ့လို့ it's enjoyable လမ်းမှာလှတယ်အခုမိုးချုပ်တော့မှဆိုဆက်ချောင်းလို့မရတော့ပြန်ဟုတ်တယ်ဓာတ်ပုံလေးကြည့်ဖို့အတွက် stay tuned ဒီပါလေးပြန်ပြောဒီကနေ့စနေနေ့ကျန်တာမင်းတို့9နာရီ40ကျွန်တော်စမ်းတောင်းရောက်နေတယ်ဘာလို့လဲဆိုရင်တော့လမ်းလာချောင်းဘာလို့တော့လှလိုက်တောက်တော့ဒီလေးရပါတော့ဒီဘောကြားရဂေးကောင်ရွေးလိုက်ဟုတ်ကောင်းဟုတ်တယ်ဒီတော့ကျွန်တော်ဒီမှာဆိုရင်လည်းမိုက်ရပါဒီဘာကြည့်တော့These are very key. 6နာရီထိုးကန်နေပြီဆိုတော့ကွက်တီပဲမှောင်တော့မှမအောင်ပြန်လာရပြီဘာဖြစ်လို့လဲဆိုတော့မှောင်တော့မှမဟုတ်လို့ဟောအစနေပြောမယ်
မိုက်လား right there ဟောက်လို့ရိုက်ပေးလေငါကပါစီရိုက်တဲ့ဒီဘက်ကနေရိုက်မယ် ခေဟောဒီချောင်းပေးတယ်ကျိုးရမှာ ဒါနဲ့ရိုက်ဘာဖုန်းနဲ့ရိုက်ပေး ပါစီတဲ့ဘယ်ဘက်ကနေ ဒီလိုမျိုး ဟုတ်တယ် ဒီလိုမျိုး အဲ့နည်းနည်းတော့မမ ဒီနားနေမသွားကြတော့အရင် peaceful ဖြစ်တယ် ဒါကတော့ဘာလဲဆိုတော့ Dovedale လို့ခေါ်တဲ့ Peak District မှာရှိတဲ့ trail လေးတစ်ခုပါ။ရမ်းအောင်လှတယ်။မိုက်တယ်။နောက်မှတောင်ကျရေစမ်းကြောင်းလေးနဲ့တောင်ကြီးရယ်နဲ့ရမ်းအောင် peaceful ဖြစ်တယ်။နောက်ကလည်းအခုချိန်ညနေမိုးချုပ်တော်မယ်ဆိုတော့လူတွေလည်းတော်တော်ရှင်းသွားပြီလူတွေတော်တော်ရှင်းပြီးတော့ရန်အောင် peace and quiet ဖြစ်တယ်ဒီနေရာမှာလာပြီးတော့ camping လုပ်ရလို့ရှိရင်တော်တော်မိုက်မှာဆောင်းအလန့်တယ်
တော့လှပါတယ်နောက်တစ်ခါပြန်လာဖို့ motivated ဖြစ်သွားပြီနောက်တစ်ခါကြာလို့ရှိရင်တော့ဟိုဘက်လမ်းဆုံးနဲ့ထိရှောက်မယ်လမ်းဆုံးတာကသူက5 km လောက်ရှိတယ်ဒါပေမဲ့ဒီနေ့မရောက်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ဟိုမိုးချုပ်သွားလို့အပြန်ကြရင်တအားမှောင်ပြီးတော့ဟိုလမ်းလျှောက်လို့အဆင်မပြေမှာဆိုတာနဲ့အဲ့နဲ့ဟိုအချိန်တွက်ပြီးတော့လမ်းတစ်ဝက်မှာပြန်လှည့်ခဲ့တယ်လမ်းတစ်ဝက်တော့မဟုတ်တစ်ဝက်တော့ကြော်တယ်ဂူတွေကိုလည်းရောက်ခဲ့တယ်မိုက်တယ်လှတယ်ဒါအိမ်နာရောက်ပါပြီကားပါကလည်းပြန်ရောက်ပြီအိမ်နာထဲမှာသိခိုးပေါက်မယ်ခိုးပေါက်မယ်ဆိုတာခိုးပေါက်တော့မဟုတ်တကယ်ဒါပေမဲ့စောက်ကြည့်မကောင်းဘူးသူတို့တကွိုင်စီထည့်တယ်တပေါင်းကွိုင်စီထည့်တယ်သူကပြန်မအောင်လိုတာတကယ်20 pence ပဲအဲ့ဒါကြည့်မကောင်းဘူးအဲ့လေKettles are crossing the road. ဟုတ်ကဲ့ဟိုတိုင်ပတ်တယ်ဟိုကြည့်နေတယ် There are kettles. လှပြီ Look, သွားတယ်ဖြည်းဖြည်းချင်းမောင်းလိုက် ဟိုဘုံကကောင်းဝင်တယ်လာခဲ့ ဟောဒီလိုက်ရတယ် လာဝင်ဟုတ်ကဲ့ Kettles are staring at ဘာကြောင့်လာရလဲ Kettles are staring at us. ဘာလဲအချီးပဲဟာနော် နွားတွေဝင်ရနေတော့ကားကို ဘာယူကြ ကျွန်တော်တို့ဤကားဟုခေါ်သည်ဒီဒုက္ခပဲ ညင်နေတော့လည်းမတော့ What the fuck နည်းနည်းလေးအစ်စ် နေတူကြည့်ကြည့်မလား Approach Say yes to me slowly nó là à đấy là beauty ဘာချောတယ် nó cho gì nó cho gì nó muốn được ra đây là ကိုနွားကြီးလဲလာပြီ ဟိုကားရရှောင်းပြီးတော့တယ် hôn đi rồi ဒီနေ့နွားကြီး tất cả bị đây mình hôn đi တို့ဘာလိမ့်မလဲ hôn đi rồi vậy bye Kia EV6 à bên kia BYD မှာ ဟုတ်ပါဘူး Kia EV6 အရောင်လေးတော့နည်းနည်းကျန်